မှာပါ customer တယောက်ဝယ်ယူအားပေးသွားတဲ့ Helida Plaza ESC Lightning Contractor ရဲ့အလုပ်လုပ်ဆောင်ပုံနဲ့တက်ဆင်ပုံကိုမျှဝေပေးခြင်းပါတယ် ESC စနစ်ဆိုတာကမိုးကြိုးပြစ်တာကိုထိုင်ဆောင်မနေပဲမိုးကြိုးမပြစ်ခင်လက်ဦးမှုယူပြီးမိုးကြိုးကိုကျူဖမ်းပေးတာပါအခုစိတ်ပိုင်းကဒီစနစ်အုံနောက်စိတ်ပိုင်းဖြစ်တယ်လေရဲရဲ့စွမ်းရည်တွေကိုစုပ်ယူပြီးမိုးကြိုးကိုစောစီဖမ်းနိုင်အောင်ဘဝမြင်လိုင်းတွေကိုထုတ်ပေးတယ်အခုချွန်နိုင်စိတ်ပိုင်းကအုံနောက်စိတ်ပိုင်းကစေခိုင်းတဲ့ဘဝမြင်လိုင်းတွေကိုထုတ်ပေးရမယ်ပြီးရင်မိုးကြိုးကိုစုပ်ယူပေးရမယ်ဒီခုနောက်ဆုံးတက်နေတဲ့ base rod အစိတ်ပိုင်းလေးကတော့ဖမ်းပြီးတဲ့မိုးကြိုးတွေကိုမြေကြီးရဲ့ကိုပုတ်ပြီးတဲ့အလုပ်လုပ်တယ်ခုဒီကွန်နတာလေးကတော့ base rod နဲ့မြေကြီးနဲ့ဆက်သွယ်ထားတဲ့ copper tape ကိုဆက်ပေးတာပါမိုးကြိုးကိုလုံးမှုယူပြီးဖမ်းယူတဲ့စနစ်ဖြစ်တဲ့အတွက်ကြောင့်ပုံမှန်မိုးကြိုးလက်စနစ်တွေထက်ကာကွယ်ပေးတဲ့ area ကပိုကျယ်တယ်ကြီးမားတဲ့အစာအုပ်တွေတောင်တစ်ချောင်းတစ်ချောင်းပဲတက်ဆင်ရတဲ့အတွက်ကြောင့်တည့်ရလှပပြီးကုန်ကျစရိတ်သက်သာပါတယ်